အားလုံးမင်္ဂလာပါဒီတစ်ပတ်တော့ပြီးခဲ့တဲ့ကျွန်တော်တင်ခဲ့တဲ့ sub ပေါ့နော် FTP ဒီကားပါတယ်ဆိုရင်ကျွန်တော်တို့ isolate ပြပေးမယ်ပြီးခဲ့တဲ့ကျွန်တော်တို့ဒီ FTP ပြတော့ဟာ do not isolate ပြခဲ့တဲ့ဒီ anonymous နဲ့ဝင်ခဲ့တယ်ပေါ့နော်ဒီက username နဲ့ password တုံးပြီးတော့ကျွန်တော်တို့ဒီ login ဝင်ပြမယ်အဲ့တော့ရင်တော့ကျွန်တော်ဒီမှာကျွန်တော်ရဲ့ဒီ Red Hat server တွေဝင်ထားတယ်ဒီတော့ကျွန်တော်တို့စစ်ကြည့်မယ် service စစ်ကြည့်မယ်နော် service က VSFTP run နေတယ် active ဖြစ်နေတယ်ပြီးရင်ကျွန်တော်နောက်တစ်ခုစစ်ကြည့်မယ်ဆိုရင် firewall status firewall run နေတယ်ဆိုရင်ခဏပိတ်ထားလိုက်မယ်ဒီမှာတော့ကျွန်တော်ပိတ်ထားရဖြစ်တဲ့အတွက် inactive ဖြစ်နေတယ်ပြီးရင်ကျွန်တော်တို့ stated နော် cleanliness ပေါ့တူတဲ့ firewall အဲ့ကောင်လေးချက်ပိတ်ထားမယ်ဟုတ်ပြီအားလုံးပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီ username password နဲ့တော့သူဒီဖြစ်ဖို့အတွက်ကျွန်တော်တို့ဗာလဲဆိုရင်PDC အောက်ထဲကိုသွားမယ် VSFTP သွားမယ်ပြီးရင်ကျွန်တော်အဲ့ထဲမှာကျွန်တော်တို့ပြင်ရမယ့် file ကဒီမှာ vsftp.com အဲ့ကောင်လေးပြင် VN နဲ့ပြင်မယ် vsftp.com အဲ့ဒီမှာကျွန်တော်တို့ဒီကပြင်ရမှာပါလေဆိုရင်ဟိုးပေါ်ဆုံးမှာကျွန်တော်တို့ anonymous နဲ့ကျွန်တော်တို့ဒီမှာ yes ဖြစ်နေတယ်ဆိုရင်ကျွန်တော်တို့ no ပြောင်းပေးမယ်ပြီးရင်အခုရဲ့အောက်မှာ local enable ဆိုရှိအဲ့ဒါလေးကို yes ပြောင်းအဲ့ဒါဆိုရင်ကျွန်တော်တို့ဒီကိုယ့်ရဲ့ set ထဲမှာရှိတဲ့ user ရဲ့ name နဲ့ password အကောင့်လေးဝင်လို့ရဖြစ်ပါတယ်အခုအောက်မှာနည်းနည်းလေးစဉ်းကြည့်လိုက်မယ်ဆိုရင်ဘာရှိလဲဆိုတော့ကျွန်တော်တို့ဒီမှာလမ်းကြောင်းပေးဖို့ပေါ့နော်ဒီမှာ ch root နော် chain root list file ရှိ etc အောက်က vsftp အောက်က ch root list အဲ့ဒီ list မှာတွားပြီးတော့ကျွန်တော်တို့ကကိုယ့်ဒီ username အကောင့်တွေပေါ့ထည့်ပေးရမှာဖြစ်ပါတယ်အဲ့ဒါလေး yes ပြောပေးမယ် okay အဲ့တော့ကျွန်တော်ဒီကမှတ်ပြီးထွက်မယ်ပြီးရင်ကျွန်တော်ခုနပြောတဲ့ ch root list ပေါ့နော်ချက်ဝင်ကြည့်အဲ့မှာကျွန်တော်ဒီမှာ dead user ရှိတယ် ftp user ရှိတယ် idk user ရှိတယ်ဒီကြားလေးသုံးခုပေါ့အဲ့တော့ home ကိုကျွန်တော်တစ်ချက်စစ်ကြည့်မယ်ဆိုရင် home off ထဲမှာ dead account ရှိတယ် ftp user ရှိတယ် idk ရှိတယ် okay ဒါဆိုရင်ကျွန်တော်တို့စပြီးတော့ run လုပ်ရအောင်အဲ့တော့ကျွန်တော်ဒီမှာ explorer ဖွင့်လိုက်explorer ဖွင့်ပြီးတော့ ftp colon slash 192.168.1.1 ခေါ်လိုက်အဲ့တော့ဒါကျွန်တော်တို့ဒီ GUI နဲ့ကျွန်တော်တို့ခေါ်လိုက်တာဖြစ်ပါတယ် isolateပြီးခဲ့တဲ့ကျွန်တော်တို့ FTP ပြတော့ကကျွန်တော်ဒီ username password မရှိဘူး anonymous နဲ့ကကျွန်တော်ဒီ command line နဲ့ပြခဲ့တယ်ဒီကတော့အဲ့လို command line နဲ့ကပြလို့ရတယ်ဆိုပေမဲ့ဒီ FTP command နဲ့တော့မရဘူးတော့ဗာလဲဆိုရင် secure ဖြစ်သွားတယ်ပေါ့နော် username နဲ့ password နဲ့ဖြစ်သွားတဲ့အတွက် secure ဖြစ်သွားတဲ့အတွက်ကျွန်တော် SFTP နဲ့ဝင်မှရအောင်ဒီရပြင်ဘယ်လိုလဲဆိုတော့ SFTP ဆိုပြီးတော့ username ရိုက်လို့ဝင်လာဖြစ်ပါတယ်ပြီးကျွန်တော်ဝင်ပြပေးမယ်သူကဗာလဲဆိုရင်secure FTP ပေါ့ software နဲ့လည်းရတယ် software နဲ့ဆိုလို့ရှိရင်ကျွန်တော် file စီလာဒါမှမဟုတ်လို့ရှိရင်ကျွန်တော်ဒီ Windows CPU ပေါ့အဲ့လို software တွေနဲ့လည်းရ okay အကြောင်းဒီမှာ username password တောင်းနေချက်ဝင်ကြည့်မယ်ကျွန်တော် Dell ဆို username နဲ့ဝင်မယ်သူ password ရေးလိုက်မယ် okay
ကျွန်တော်ရဲ့ဒီမှာစာပေါင်းချက်တော့ကြည့်မယ်အဲ့တော့ထဲအောက်မှာပါရှိမလဲကျွန်တော်အရင်ကြည့်ထားလိုက်နော် this ဟိုအောက်ကထဲအောက်မှာပါရှိတယ်ဆိုရင် FTP ဆိုတဲ့ folder ရှိတယ်အဲ့ကောင်ပေါ်လာအခုတစ်ခါလေးကြည့်မယ်ဆိုရင်ဟိုအောက်က FTP user ဆိုရင်ပါရှိမလဲ data.txt ရှိမယ်ဟိုအောက်ကIDK user ဆိုရင်ပါရှိမလဲဆိုရင်ဒီရဲ့ desktop document download စသဖြင့် folder တွေအများကြီးတွေ့ရလိမ့်အဲ့တော့ပြောချင်တာသူ့ရဲ့ user name သူ့ရဲ့ account နဲ့သူ့ရဲ့ password နဲ့ဝင်လိုက်မယ်ဆိုရင်သူ့ရဲ့ folder မြင်ရမယ်အဲ့လိုပုံစံလုပ်ထားတာဖြစ်ပါတယ်အဲ့ပို့ပြီးတော့ secure ဖြစ်တယ် download လုပ်ချင်လည်း upload လုပ်ချင်သူ့ရဲ့ user name password နဲ့သူကကျွန်တော်ပြီးတဲ့စီပေါ့နော် separate ဘုရားကျွန်တော်ပြခဲ့တော့ဗာလဲဆိုရင်ပုံ၅ကဲသူကဗာလဲဆိုလာပြဖြစ်ပါတယ်နော်အဲ့ဒါဗာလဲဆိုရင်root အောက်က file အောက်က FTP အောက်က put ဆိုရ ls root က file အောက်က FTP အောက်က pub အဲ့ဒီလာပြအဲ့ဒါ NNA mesh ဒါပုံတော့ဟုတ်ပြီဒီမှာဆိုလာပြနေပြီအဲ့တော့ FTP folder ရှိရမှာ okay FTP folder ထပ်ပြီးဝင်ကြည့်လိုက်မယ် FTP အောက်မှာပါရှိမလဲဆိုရင်ဒီအောက်က FTP အောက်မှာပါရှိမလဲဆိုရင် file လေး file တစ် file ရှိတယ် test file တစ် file ရှိတယ် FTP file နဲ့ linky.txt file ပြီးရင်ဒီမှာ text ဆိုတဲ့ folder file ရှိတယ် FTP ဒီမှာကျွန်တော်ဒီရှေ့ရှုံးမှာပေါ့နော်ရှေ့သုံးမှာဒီလိုဒီလို့ပြတယ်က folder ပေါ့ folder ကိုစားပြုတယ်အဲ့လို minor လေးဆိုလို့ရှိရင်ကျွန်တော်ဒီမှာ dash လေးပေါ့အဲ့လိုဆိုတော့ file ကိုစားပြုသူ့ရဲ့ဒါတော့ကတော့ဒါ permission read w write read write read ဒီ file ရဲ့ permission ဒီကောင်ဆိုရင်ဒီ folder permission က read write execute read write execute read write execute ဒါ full permission ပေးရနေတယ်ဒါမျိုးပေါ့ read write read okay ဒါဆိုရင်ဒီမှာတွေ့နေရအဲဒီမှာဝင်ပြီးတော့ကျွန်တော်တို့ဒီ file ကို download လုပ်လို့ရတယ် okay နော်ဒါဆိုရင်နောက် user တစ်ခုနဲ့ကျွန်တော်တို့ချိန်ဝင်ကြည့်အောင်နောက်ဘာလဲဝင်ကြည့်မလဲဆိုရင်ကျွန်တော်တို့FTP user ဆိုတော့ပေါင်းနေကိုကြည့်မယ်သူ့အမှာမရှိတဲ့ဆိုရင် data.txt ဆိုတဲ့ test file ရှိအဲ့တော့ service ကြည့်ရအောင် PSGP okayအဲ့ကျွန်တော်ဒီမှာSFTP နဲ့ချက်ဝင်ကြည့် SFTP ကျွန်တော် NDK ဝင် NDK add သူဝင်တဲ့ပုံဝင်နေရ username add 192.168.1.10 ဒါကဘာလဲဆိုရင် FTP server ရဲ့ IP address ဒီနေရာမှာပြန်မှာဆိုရင်တော့ဒီနေရာမှာပါလို့ဆိုရင်ကျွန်တော်တို့ကFTP site ရဲ့ name ဖြစ်ပါလိမ့် name site name website name ဖြစ်ပါလိမ့်မယ်နော်အပြင်မှာ FTP // ပြီး IP မလာဘဲနဲ့ဥပမာ abc.com မှာတော့တခုပေါ့နော်ဆိုကြည့်မယ်password တောင်းပြီး IDK ရဲ့ password IDK
လိုက်ဒါဆိုရင်ဝင်သွားပြီဒီမှာဆိုရင်အားလည်းလာပြပြီနော် desktop download လုပ်ပြီးမှအားညာဆိုကွန်လာပြတယ်အဲ့ဒါ ID key အောက်ကဘုံချက်ကြည့်မယ်ဆို ls ID key အောက်ကတူပဲကျွန်တော်ဒီမှာ SFTP နဲ့ဝင်ထားတယ် okay desktop တစ်ချက်ဝင်နေတယ်ဆိုရင် desktop ပြီး ls နဲ့တစ်ချက်ကြည့်မယ်ဆိုရင် desktop အောက်မှာဒါတွေရှိတယ်ဒီ folder တွေရှိတယ်နော်ခုပဲလည်းတူပဲthe okay desktop ကျွန်တော် window ကနေဗာလဲဆို client ကနေမှာ command နဲ့ SFTP command နဲ့ဝင်ထားတာဖြစ်ပါတယ်okay ဒီတည်းထွက်မယ်ဆိုရင်ကျွန်တော်တို့ကGUI ကွာကျွန်တော်တို့ဒီ Udemy FTP ရတော့ဗာလဲဆိုရင်ထွက်မယ်ဆိုရင်သူကကျွန်တော်တို့ဟောပေါ့အိုင်တစီဝက်ဖြစ်တဲ့ဒီ Udemy plain text ကျွန်တော်တို့ဒီ FTP နဲ့ဝင်လို့မရဘူးကျွန်တော်တို့ secure ဖြစ်တဲ့ username password ရှိနေပြီဖြစ်တဲ့အတွက်ကျွန်တော်ဒီ secure FTP နဲ့ဝင်မှရမှာဖြစ်ပါတယ် FTP နဲ့ကျွန်တော်တို့ကမရပါဘူးဒီနေရာမှာကျွန်တော်တို့link ကိုခေါ်တဲ့အခါမှာကြားရမြတ်တယ်ကျွန်တော်တို့ဒီကျွန်တော်ရဲ့ဒီ lab ပုံစံပေါ့နော်ကိုယ့်ရဲ့ site မှာရှိတဲ့ hardware ရဲ့ကျွန်တော် resource ပေါ့ hardware resource တွေညာမှာကျွန်တော် access လုပ်တဲ့အခါမှာပိုပြီးပြန်စားမှုရှိနေပေါ့နော်ဒီမှာဆိုရင်တော့ကျွန်တော်တို့ collector နဲ့ download ဆိုရင်တခါတည်းကြားတယ်ပေါ့ဒါကျွန်တော်တို့ဒီ team ကိုပြတဲ့ပုံစံရှင်းပြောတယ်သူက Udemy FTP ကထွက်မယ်ဆိုရင် BY by ဆိုပြီး bye bye ဖြစ်ပါတယ်ဒါကျွန်တော်တော့ဒီတစ်ခုခေါ်ကြည့်လိုက်ဒီမှာ FTP တရားတော့ history ရှိနေတယ်အဲ့လိုနောက်ကြရင်ကျွန်တော်ကဒီအခုကျွန်တော်ပြရတာပါလေဆိုရင် do not ISO လို့ပြခဲ့တယ် ISO လေးပြခဲ့တယ်နောက်ကပါလဲဆိုရင်ကျွန်တော်ဒီ plain text မဟုတ်ဘဲနဲ့ encrypt ပါတယ် encrypted ပါတယ်ဒီနေ့အပြင်ကျွန်တော် certificateခံပြီးတော့ကျွန်တော်တွားရဖြစ်ပါတယ်အဲ့လို certificate ခံပြီးတွားတဲ့အခါမှာဘာကောင်းသွားလဲဆိုရင် security ရကောင်းသွားတယ်ကြားထဲမှာကျွန်တော်တို့ server ကိုလှမ်းပြီး access လုပ်တဲ့အခါမှာ server နဲ့ client ညာမှာကျွန်တော်တို့ဒီ hacker ပေါ့နော်ဒါကရသွားတယ်ဆိုလို့ရှိရင်ကျွန်တော်တို့အလွယ်တကူပဲဘာမှလုပ်လို့မရပါဘူးဒီနေ့အပြင်ကျွန်တော် plain text မဟုတ်တဲ့အတွက် encrypt ဖြစ်သွားတဲ့အတွက်ကျွန်တော် decrypt လုပ်ရမယ်အလွယ်တကူသူ data တွေကိုကြည့်လို့မရဘူးဖြစ်ပါတယ်အဲ့လိုမျိုး secure ဖြစ်တော့ကျွန်တော်တို့က server နဲ့ client ကြားမှာကျွန်တော် certificate ခံပြီးတော့တွားတာဖြစ်ပါတယ် data တွေကို encryption လုပ်သွားတယ်ပေါ့နော်ကျွန်တော်အဲ့ဒါဒီပြမယ်ဟိုကဘာလဲဆိုရင်ကျွန်တော်တို့က Udemy plain text နဲ့ကျွန်တော်တို့ user တွေ password ခံလိုက်တာပဲရှိတယ်ခြားတဲ့မှာဒီတိုင်းပဲသူ plain text နဲ့တွားနေတယ်ဟုတ်ပြီတောင်းနေပြီအဲ့ကျွန်တော်ဒီမှာ
FTP ဒီက username က FTP user နဲ့သွားမယ်အဲ့တော့ FTP အောက်မှာပါရှိမလဲဆိုရင် FTP user အောက်မှာ data ဆိုတဲ့ test file လေးပဲခုပဲရှိလိမ့်မယ်ကျွန်တော် software နဲ့တော့မပြတော့ဘူး software နဲ့ကတွားခြင်းနဲ့ဟာလားကျွန်တော် host နဲ့ရိုက်လိုက်မယ်ပြီးရင် phone number ပြီးရင် username password ခံမယ်အဲ့ဒါမျိုးရပါတယ်ဒီနေ့အပြင်ကျွန်တော်ဒီမှာ fancy လာပဲထားအောင် fancy လာနဲ့ကျွန်တော်တုံးကြည့်မယ်အဲ့ဒီမှာ site name site new site Udanan FTP transfer protocol နော် file transfer protocol မို့ပဲနဲ့ secure FTP နဲ့တွားမယ်ပြီးရင်ကျွန်တော် connect လုပ်ကြည့်လိုက်ပြီးကျွန်တော်တို့ဗာလဲဆိုရင်IT DK နော် DK ကြည့်လိုက်ဆိုရင်မလို့လာပြတော့လားfingerprint ဒီနေ့ကျွန်တော်တို့ဒီ password encrypt ပေါ့နော်အဲ့လိုမျိုး trace ပြလာအောင် yes okay ဒါဆိုရင်ငါတို့လာပြမှာ okay ဝင်သွားတယ် directory okay နော် upload တော့လို့ဒါမျိုးဒီမှာလည်းရတယ် okay ကဲပါအားလုံးကျေးဇူးတင်ပါတယ်